ဒါရအဲ့စင်ကဒီလိုဆိုင်လို့ပဲရှိတာမင်းဘယ်လိုကြိုက်လို့အကြတာဟုတ်ဘူးကငါဗျာဘာဒီလောကသာတည်ဘာလဲဆိုရင်လေအောက်ကိုကြည့်နေမျက်နှာကိုကြည့်ရတယ်ယောက်ျားမှလားအောက်ကိုကြည့်ကြလို့ကြည့်တယ်မျိုးထင်နေလားလူဝိစားရတဲ့အဝိစားဘလောက်အစင်တန်းရှိသလဲဆိုတာရှင်းတာနားလေလားမင်းကအစင်တန်းတွေပါလားပြောမင်းကလက်ဖမ်းနေရတယ်ဟမ်ဒီဆိုတာဒီလိုအဝိစားမျိုးဝတ်တယ်ဆိုတာအစင်တန်းရှိတဲ့ဆိုင်လေးကဝယ်ပြီးလွတ်မှာအစင်တန်းပြည်တာကွာနားလေလားဒီဘက်ကကြောင်းနေတာဗျာတကလုံးနဲ့တက်တိုင်းငါ့အကြီးတွေပြောမနေနဲ့ဘောပေါ့လားငါဝတ်ထားတဲ့အကြောင်းနဲ့ငါဝတ်ထားတဲ့အနေထားကိုရှိုးရင်မသိလိမ့်ဘူးလို့ပဲလေဒီလိုပဲကြည့်လိုက်ရကြည့်လိုက်ရဘောကြည့်လိုက်ရတလေကရိုးတန်းဆောင်ရမလို့ရှေ့ဆောင်ရဝယ်လာတဲ့တလေကငါတော်ချဲနေတာရှယ်တယ်ပလီကဲဝတ်တိုင်းဒီယောဂတွေကိုဖြစ်လာတာမဟုတ်ဘူးလားဒါပေမဲ့အဲ့ပလီကဲရဲ့အဆိုးကိုကြီးကြည့်တယ်သဘောပေါက်လားအဆိုးဘောင်းတွေရှိတဲ့ဆိုင်လေးတကယ်ငါတို့လိုဗီဒီယိုတွေဖြစ်တဲ့အဆိုးဘောင်းတွေရှိတဲ့ဆိုင်လေးမှာရွေးချယ်ပြီးတော့ဝတ်ထားတာနားလေလားငါဆိုင်ရတော့မတူနဲ့ပါကွာငါတို့ကငါတက်ကိုပြီးတန်ပဲငါတို့လောကမှာဝိနေကြပစိုးကိုငါတက်ပြီးတက်ထုတ်ပြရတာသဘောပေါက်လားလူလည်းပဲငါဆိုင်ရလဲငါတို့လူမျိုးတွေပြီးတန်ဝတ်ဖို့အတွက်ရှယ်နော်အယောင်ပေါ်အတိုးစင်တင်ထားတဲ့ဆိုင်လေးရှားတယ်ဆိုတာမရှိဘူးအကုန်အပြည့်စုံရှိပြီလားအဲ့လိုဆိုင်လေးအဲ့ရောဝတ်တက်ချလားပြီးရစောင့်နေလားရောက်နော်မပြောင်းနဲ့မမဲနဲ့မမဲဘူးမင်းကစကားအကြီးပြောနေမင်းကကြီးချလို့ရအောင်ငါလောကမှာကြီးရဆိုတော့ပေါ့နော်ကြီးရဆိုဘယ်နေထောက်ချက်လို့မသိလားပြောင်းတာပေါ့ရှင်းလားအဲ့တော့မင်းငါနောက်ကိုမလိုက်လာနဲ့ဘယ်လိုလုပ်ကြလဲမင်းလည်းပြောနေတာအဲ့စကားကိုပြောတာမင်းလည်းငါနောက်ကိုလိုက်လာစရာမလိုဘူးဟဲ့ပေတောင်းနေတဲ့စကားတွေပြောစကားလုံးကနှိမ့်ကြနေတယ်မင်းတော့တိတ်မကောင်းဘူးဘယ်မလဲငါ့ကိုကြည့်လာမြင်နေမင်းတဲ့မင်းဒီလိုလိုက်တာလေစကားလုံးကဘောင်းမူနာပြောနေမင်းလည်းထုံးမင်းလည်းငါ့ကိုဘောင်းမူနဲ့စကားကိုပြောနေတယ်အဲ့တော့မင်းဆိုင်ရင်လည်းငါမလာဘူးငါတို့လိုအစင်းလေးရှိတဲ့လူမျိုးတွေဝယ်တဲ့ဆိုင်လေးလေမင်းလိုကောင်မျိုးလိုက်မလာနဲ့ငါဆိုင်ကပုံမိုက်တာငါဆိုင်ကပုံမိုက်တယ်အဲ့ဒါဆိုလဲမတော့မလိုက်လည်းငါသွားလိုက်အောင်မယ်ငါလည်းသွားမယ်မင်းကလည်းမလိုက်လာနဲ့ငါချင်မင်းလည်းမလိုက်နဲ့လေရောက်ဆုံးလေငါသွားမှဒီလမ်းလမ်းတူနေအားလုံးကပြေးပါမယ်အဲ့ခေါက်လာပါတော့ရငါလည်းစပိန်လေးခါလာပြီနော်စစ်လို့လားအဲ့မနောက်နဲ့လည်းတသိန်းပါတယ်မနောက်နဲ့ဗျာငါတင်းနေပြီနော်ငါဒီကထုတ်ပေးတက်တယ်လို့မရဘူးနော်ငါလည်းတင်းနေပြီမင်းကလည်းမင်းငါမပါလို့ရဟဲ့တော့လာပြီဟဲ့မိတောင်းမိနဲ့တော့မင်းလိုက်မလားနဲ့လိုက်လာ